ះရှိခိုးကြမယ်ဟဲ့မြင်မင်းသူရိန်တို့ဘီဂန်ရဲ့ဂိုက်ဆရာတင်မောင်မှဘီဂန်အဆောင်ထဲသို့ဝင်လာ၍ပြောလိုက်ခြင်းဖြစ်သည်ဆရာတင်မောင်၏အတန်သည်ပြတာတာနှင့်အတော်နဝင်ဆိုးလာတော့လဲကျောင်းသားတိုင်းစိကြားရလာအောင်တော့အတန်အောင်သည်ဟုဆိုရမည်ည8 နာရီသည်မြင်မင်းတို့ private school တတ်မှတ်ထားသောဖះရှိခိုးခြင်းဖြစ်သည့်အတွက်ယောက်ျားဆောင်နှင့်မိန်းကလေးဆောင်မှကျောင်းသားကျောင်းသူများအားလုံးတခန်းထဲဆောင်ရသည့်အချိန်လည်းဖြစ်သည်ထက်တန်းကျောင်းသားလေးများပြီးဘာသာတရားကိုင်းဆိုင်မှုထက်မိန်းကလေးဆောင်မှ9 တန်း10 တန်းကျောင်းသူလေးများနှင့်အကြည့်ချင်းဖလှယ်ဖို့ကအရေးကြီးနေသည်လေလမ်းစဉ်စာမေးပွဲအလိုက်အမှတ်များပေါ်မူတည်ပြီးစာသင်ခန်းရောအဆောင်မှာ A ကန် B ကန် C ကန်3 ခန်းခွဲထားသည်ဖြစ်ရာမြင်မင်းကတော့ပြီးခဲ့သည့်လစဉ်စာမေးပွဲအမှတ်အရ B ကန်အဆောင်သာဖြစ်နေသည် A ကန်နဲ့ B ကန်ကိုသာကူးပြောင်းနေရသည်များပြီးယခုနှစ်လယ်ပိုင်းအထိ C ကန်ကိုတော့မကြဘူးသေးပါငကိုရဲကစာတော်သည်လည်းမဟုတ်စာညံ့သည်လည်းမဟုတ်ဆိုတော့အလေအလက်ကျောင်းသားစင်းရင်နဲ့ပါသည်မို့ကျောင်းသားများနဲ့အသေးအတန်လုံးပန်းနေစရာမလိုပဲမိဘများကလည်းမြတ်မင်းရဲ့လက်ရှိအခြေအနေနဲ့ခြေနှဲ့ရတာတော်သည်ဟောသူခေါ်နေပါပြီဖះရှိခိုးကန်ဒီတိုင်းအဆောင်သားအလုံးဖះကန်စီဦးတည်သွားနေချိန်မှာအေကန်အဆောင်တောင်းမှာကျန်းနေကြလေးတန်တို့ဟာမြတ်မင်းရဲ့ရင်ခုန်ရဆုံးချိန်ဖြစ်လေရဲ့ဘီဘီဝယ်ယာကိုတစ်ချက်ကြည့်လိုက်ရင်အဆောင်နဲ့ចောင်းသားတွေရောဂိုက်ဆရာများပါမရှိတော့သေးကြပြီဆိုမှအတန်လာရအေကန်တောင်းစီကိုမြင်မြင်အပြေးလေးသွားလိုက်တယ်လွမ်းနေရအမောင်ကျနေတော့အခန်းတောင်းသို့ရောက်လင်ရောက်ချင်းညင်သာသောလက်သက်ဆောင်ရဲ့ဆွဲယူပွေးဖက်ခြင်းကိုခံလိုက်ရတယ်ကြုံနေကြမှုမထူးဆန်းတော့ပေမဲ့တခါမှယူဤသွားခြင်းလည်းမဖြစ်ခဲ့ပါရင်ခွင်နွေးနွေးစီမှရနေကြချာလီဝိုက်ရေမွေအနံ့ကသူဆွတ်ထားသည်ဖြစ်၍ပင်မြင်မင်းကိုပူပြီးရှင်မှုစေပါတယ်စောက်ပူပြီးပြောနေပြန်ပြီကောင်းတလုံးစာခန့်အရင်ပူမြင့်သောမျက်နှိုးသူရာဤပိမ့်ပိမ့်ပါပါခန္ဓာကိုမလွတ်တမ်းဖတ်ထားရင်မြင်မင်းခက်တိုးတိုးလေးဆိုလိုက်တော့အေးစောက်ပူဟုတ်လားမဟုတ်လားဆိုတာပြပေးမယ်မြင်မင်းသူရိဖြည်းဖြည်းဟိကောင်ညီရဲ့နှကန်းသားလေးများကိုချမ်းချမ်းတန်တန်ဆွဲယူနှမ်းဆိုင်နေသည့်ညီညိုရောင်နှကန်းတစ်စုံရဲ့အထီတွေ့သည့်ရင်ဖိုလိုက်မိုးဝယ်ဖြစ်နေရအောင်မြင်မင်းကိုပြူစားနေနိုင်ပါသည်ဘာခုမှဖြစ်ဖြစ်လေတနေ့လုံးလွမ်းနာကြနေရဲ့ကောင်စောက်ပူလို့ပြောနိုင်သည်ဟုတ်လားမင်းကဒီလိုအဖြစ်ပေးမှတန်တာပြောဆူဆူနဲ့ထက်မှန်ရွာချနေသည့်အနှမ်းမိုးများကိုမလွန်ဆန်နိုင်လောက်အောင်မြင်မင်းပြောဝင်နေမိသည်ဟာဘာတွေလဲစူးစစ်စစ်နဲ့ပါပြင်ချင်းထိကပ်ပြီးတော့စူပြီးအေးနေသည့်အရာများမြင်မင်းပါပေါ်တွင်ပေးချံကုန်သည်တောင်ကြီးမောက်မယ်လေဖုံးပြေးတို့ကောင်တွေလိန်နေတော့ငါလဲဝက်ချန်နေပြအောင်ဆိုပြီးဘာရဲမဟုတ်ယူလိမ့်ထားဒီလောက်မှုေးနေတာကိုဘာမှမသိတာမင်းသိအားသွားပြီအားသွားအောင်ငါနှက်ခမ်းတွေကိုမင်းမဲ့နန်းကန်ဆွဲဆုပ်နေရလေရန်ကုန်သားငထန်ကောင်ရဲ့အာယုံတယ်မကောက်အသက်ရှူပါကျက်သွားတာမြင်မင်းစိတ်ထဲမှသာရေရွတ်လိုက်မိသည်ဖျားခန်းထဲကျအတူတူထိုင်ရှိခုံးမယ်နော်မြင်မင်းစဉ်းစားလေဒီလိုခွင့်ရရတော့မင်းသူရင်လိုကောင်းတာပဲကတ်ထိုင်မှာပေါ့မင်းသူရင်ဆိုသည်မှာအေကန်ထဲတွင်စာအတော်ဆုံးနဲ့စော့အကြီးဆုံးလို့ပြောသည့်ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်သည်အသားဖြူဖြူဗလားတောင်းတောင်းနဲ့ရှမ်းသွေးပါသည့်မင်းသူရင်သည်ရှေ့မှပုဂ္ဂိုလ်လေးစာပြန်ဘက်လည်းဖြစ်နေသေးသည်မို့မြင်မင်းတမင်စားလိုက်ခြင်းဖြစ်သည်အဆောင်ထဲမှာလူကြံသေးလားဟဲ့ဖျားကန်နဲ့လူမစုံသေးဘူးနော်ဖျားမရှိခိုးခြင်းလို့ပုံနေတာကိုနောက်မှဆရာစော်ရဲ့လက်သက်မီးနေရမယ်ကျောင်းဆောင်ဦးလေးရဲ့အတန်အောကိုကြားလိုက်တော့မှဖះရှိခိုးရမှာပြင်း၍အင်တာတက်နေသလိုလိုအဝတ်စားလဲနေသလိုလိုနဲ့အချိန်ဆွဲနေကြတဲ့ကျောင်းသားချို့အရှို့ရှိုးထွက်လာတော့သည်မြင်မင်းတို့နှစ်ယောက်လည်းအပါဝင်ပေါ့သူများတွေလိုဖះရှိခိုးရမှာပြင်းနေ၍မဟုတ်တော့ညာဆွဲဆန့်ထားခြင်းသည့်အခိုက်အတန့်လေးဟာဖះရှိခိုးခြင်းမှသာရသည်မို့အပိုင်းနဲ့နန္ဒဖုံးမြတ်တဲ့ကိုလိုနမဲလေးလုံးနဲ့အနှီကောင်လေးကိုတတိထားမိခဲ့သည်မှာဖះကန်းနဲ့၌ပင်ဖြစ်သောကြောင့်ဖះပေးသောပူဇာလို့ကျွန်တော်မှတ်ယူလိုက်တယ်။ကျောင်းစားတက်စဉ်တယောက်နဲ့တယောက်မရင်းနှီးကြသည်မှာထုံးစံဖြစ်တော်လဲပေါင်းသိရလွယ်ကိုသည့်အထက်တန်းကျောင်းသားအရွယ်လေးများဖြစ်ကြသည်မို့ဖះရှိကိုချိန်တိုင်းဘေးမှလာထိုင်တတ်တဲ့နန္ဒကိုစကားတွေတစ်ခုတ်တရပြောတတ်သေးသည့်တိုင်သူ၏အကြည့်များနဲ့ပင်ရင်းနှီးခဲ့ရသည်။ပို၍တတိထားမိသည်ကမိမိအပါအဝင်ကျောင်းသားအလုံးဖះစာရွတ်ဆိုနေကြချိန်မှာနန္ဒကတော့ဖះရှိလက်အုပ်ချီပြီးမိမိကိုယ်သာစိုက်ကြည့်နေခဲ့သောကြောင့်ပဲဖះကန်းထဲမှာအစာပြုတ်ပြီးတစားထက်တစားရင်းနှီးလာတဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာအစတည်းကမယိုးသားခဲ့သည်မှာတော့သိကြပါသည်10 တန်းကျောင်းသားအရွယ်အထိရည်စားတနာလည်းမထားဘူးခဲ့တော့ကျွန်တော်ဟာနန္ဒအတွက်ပထမဆုံးယောက်ျားလေးချစ်သူဖြစ်ခဲ့သည်လေတကယ်တော့နန္ဒဟာ
straight တယောက်ဖြစ်ပြီးမြို့ကြီးမှ rich kid တယောက်ပြီးကောင်မလေးများနဲ့ easily လုံးလေးရှိကြောင်းကိုလည်းသူကိုယ်တိုင်ပြောပြထား၍သိထားပြီးဖြစ်ပါတယ်မိမိနဲ့ကျမကွေးသွားတဲ့နန္ဒာကိုကြည့်ပြီးအံ့လန်းအော်ရတယ်ယောက်ျားချင်းဘာကြီးကြိုက်သွားလဲမေးကြည့်တော့မှအသားဖြူဖြူနှက်ခမ်းထူထူမျက်လုံးမေးမေးနဲ့ကျွန်တော်ဒီစွတ်ကျဲအင်ကြီးနဲ့ဘောင်းမီတို့ဝတ်ထားသည့်အချိန်တိုင်းမှာသူ့ကိုရင်ခုန်စေတည်တဲ့လေမိန်းကလေးလည်းမဟုတ်ပါပဲလာရင်ခုန်နေရသည်ကတော့သူ့ရဲ့မယိုးသားသောစိတ်ကြောင့်ဖြစ်ပါလိမ့်မည်ယောက်ျားချင်းဖြူဆွဲရကောင်းမှလည်းမသိခဲ့သလိုယောက်ျားချင်းနှမ်းမိလင်ဘယ်ပဲရင်အောင်မှတုံခါမှုတွေမြန်ဆန်လာသည်ဆိုတာကိုတော့နန္ဒာရဲ့ပြင်းရှာရှာအနမ်းနေကြောင်းသာအသိပြုနိုင်ခဲ့တာဖြစ်ပါတယ်မင်းဘာလို့ဒီလောက်နန်းထိုင်နေရလဲတကယ်ပါ10တန်းကျောင်းသားတယောက်အနေနဲ့ French kiss လို့နာမည်ကိုကျွမ်းကျွမ်းကျင်ကျင်ပေးတတ်နေသည်ဆိုတာဟာကျွန်တော်တော်တော်အထူးဆန်းမဲ့မှုမေးလိုက်မိသည်ဒီလိုပဲစကားရည်ထဲမှာမြင်ဘူးလေလို့ဖြစ်မှာပေါ့တေချာကတော့မင်းနဲ့မှဒီလိုနမ်းမှုတာပဲဒီလိုပြောရလဲကျွန်တော်ရင်ခုန်ရပြန်သည်လေသူစကားမှန်ချင်းမမှန်ချင်းထက်လက်ရှိမှာနန္ဒာတယောက်ကျွန်တော်မှကျွန်တော်ဖြစ်နေရတဲ့တင်ရှင်းနေပါပြီယောက်ျားချင်းချစ်ကြိုက်မှုကိုလက်မခံနိုင်နေသည့်ပတ်ဝန်းကျင်မှာနန္ဒာနဲ့ကျွန်တော်ဘလို့ခီးဆက်သွားမှမသိသေးပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့နှစ်ယောက်အချင်းနွန်နေနေသည်မှာအမှန် private school တက်နေကြတာဖြစ်သည့်အတွက်အကြောင်းကိစ္စမရှိဘဲကျောင်းဝင်းအဆောင်ဝင်းထဲမှာအပြင်ထွက်ခွင့်မရှိသလိုအခြားစည်းကမ်းတင်းကျပ်သည့်အတိုင်းကျွန်တော်နဲ့နန္ဒာကတော့တငယ်ချင်းများဆရာများအလက်တွေနှကန်းချင်းဖလှယ်ခဲ့ကြသည်မှာမရေတွက်နိုင်အောင်ဖြစ်ပါသည်အပိုင်း3အခုတစ်ခေါက်လာစဉ်ဆောင်ရွက်ဝယ်ပြီးမှာတော့ကျွန်တော် result တွေကပိုကောင်းလာပြီးတော့အမှတ်များတဲ့အတွက်အေကန်အဆောင်နဲ့အစာသင်ခန်းသို့ပြောင်းလဲရသည်ချစ်ရသောနန္ဒာနဲ့တခန်းထဲကျနေသည့်အချိန်စာတင်ချိန်များတွင်အပြန်လှန်ခိုးကြည့်နေကြသည်မှာမောစာတင်ချိန်အပြီးအဆောင်သို့ပြန်ရောက်တော့လဲအခန်းချင်းသူသည့်တိုင်နန္ဒာအနာကျွန်တော်တကက်ခွင့်မရခဲ့ပါအကြောင်းရင်းကတော့အမှတ်အလိုက်အခန်းများခွဲထားရုံတည်းမကပဲအဆောင်တွင်လည်းကတင်များကိုအမှတ်အနည်းများအလိုက်စီထားခြင်းဖြစ်ပြီးနှစ်ကတင်ကက်လျက်အိပ်ရတာမျိုးဖြစ်သည်ကျွန်တော်ထက်စာတော်သည့်နန္ဒာနှင့်အမှတ်အတော်ကွာနေသည်မို့နှစ်ယောက်ကလျက်ကြဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါမဖြစ်နိုင်တော့လဲဖြစ်နိုင်အောင်လုပ်ပြသည့်နန္ဒာရဲ့အားထုတ်မှုကိုတော့ညဘက်တွင်ကျွန်တော်မြင်လိုက်ရပါသည်မြင့်မင်းဟေ့ကောင်မြင့်မင်းထားအောင်ညတနာထိုးကြီးခြံအောင်ထဲဝင်လာပြီးတရားဝိတ်ကတင်လေးပေါ်ကြက်ကြက်ကက်ကက်တိုးဝင်လာသည့်နန္ဒာဟင်နန္ဒာဒီချိန်ကြီးမှာပါလေအေးကြီးကမဝပါဘူးဆိုမှဘာလာလုပ်တာလဲဘာလာလုပ်ရမှာလဲမင်းနဲ့အိတ်ချင်လို့ပေါ့ခုမှတကယ်နဲ့ကြာခွန်ကြီးကနောက်လာဆံမျိုးပဲ result ခက်ခင်ထိပဲရှိတယ်။ result ထရင်ကျွန်တော်ကပဲအမှတ်ကြပြီးဘီခန်းပြန်ရောက်နေလေတဲ့နဲ့ပြောနေသေးသည်။သူကတော့ပြောနိုင်တာပေါ့။အေခန်းမှာတခါမှမစင်ဘူးတော့။တူတူပြောဘေးရကမိုးပါမယ်။ပြီးတော့ဟိုမှာဆရာစောကတည်းကတိတ်ဝေးတာမဟုတ်။သူကတရင်နှုတ်ထထစစ်သေးတယ်ကွာ။စစ်လီငါခွာလုံးခြုံပေးထားခဲ့။မင်းဆရာစောကခြံအောင်ထဲဝင်ပြီးဆောင်းဆွဲလန်စစ်တဲ့အထိတော့လုံးဝမဟုတ်ပါဘူး။မလာခင်တည်းကတွက်ချက်ပြီးကြိုတင်စီစဉ်ထားသောဆရာသမားဒီလိုအုံနှောက်မျိုးရှိလို့လဲစတော်နေရဖြစ်မှာပေါ့လို့ကျွန်တော်တွေးမိရဲ့စကားတွေများနေချင်းလက်ဆန့်ပေးဘာလို့ဖို့လဲမင်းလက်မောင်းပေါ်အိတ်ဖို့လေဘာလဲငါ့ကိုရင်ခွင်ထဲထဲမအိတ်ချင်လို့လားမြင်မင်းလာနုနေပြန်ပြီခုလဲမင်းငါရင်ခွင်ထဲရောက်နေရမဟုတ်လားနွားရအာဝါပေးဖယ်နာဟုတ်လေတကူလုံးပေးမယ်ဒီနာအစားပေးမှာကွာနှာခေါင်းလုံးလုံးလေးကိုအနမ်းပေးလိုက်တော့တကောင်းတာပြုံးကြီးနှာခေါင်းနဲ့နေရွက်ကိုနန်းတိုင်းရွာစီဖြစ်ပြီးကျင်းတဲ့နေလေးရှိသည်နှာခမ်းကတော့သူ့ကျွမ်းကျင်ရနေပဲဖြစ်သည့်အတွက်သူသာဥဆောင်လေးရှိသည်ကျွန်တော်ကဥဆောင်စီရာဆိုပုံမှန်ပါလိမ့်မည်ဒီတိုင်းအပြော်သွားရင်မနက်ဆရာဆောင်နိုးတော့တွေ့သွားရင်ရောသူစနိုးတာနဲ့ငါမြင်ပြေးလိုက်မှာပေါ့မိကြီးမဖွင့်ခင်ခြံအောင်လေးနဲ့ရှုပ်ရှက်ခန့်နေရောငါပြေးသွားတာတိလိုက်မှာမဟုတ်ဘူးတက်တယ်ဒါမျိုးကြအကုန်တက်တာမင်းမသိလို့လားမသိလို့ထုံးစံတိုင်းသူ့ရဲ့အနမ်းခီးချမ်းမှာကျွန်တော်ကြာရှုံးရပြန်တော့သည်မနှက်ထားဖို့တခန်းလုံးကိုဆရာစောပတ်နှိုးတော့ဘေးမှာချစ်သူလေးရှိမနေတော့ပါပြောထားသည့်အတိုင်းနှိုးတန်ကြတာနဲ့ချက်ချင်းပြေးသွားဟန်တူသည်အခန်းသူကြားဒီနေ့မှစပြီးနန္ဒာတယောက်ကျွန်တော်ကရင်စီကိုမပြတ်မကွက်ညအနမ်းများလာရောက်ဆက်တာလေးရှိသည်စီကံတင်းကျပ်လွန်သည့် private school ရဲ့ယောက်ျားလေးဆောင်ထဲတွင်ယောက်ျားလေးတယောက်ရဲ့ရင်ခွင်ထဲမှာမိတ်ဆက်ရဖို့ညစဉ်မပြတ်ကူလူပြေးထွားနေသည့်အခြားယောက်ျားလေးတယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်အခန်းလေးဒီနေ့ည movie date ရှိမယ်တဲ့ဆရာမကြီးကိုယ်တိုင်ခွင့်ပြုထားတယ်နေ့လယ်ထမင်းစားခြင်းဖြစ်၍ထမင်းစားဆောင်တွင်တကြောင်လုံးရှိကျောင်းသားကျောင်းသူများအားလုံးစုဝေးနေခြင်းတခါတည်းကျင်းညာသွားခြင်းဖြစ်သည်movie day ဆိုတာကအတန်ကြားတာနဲ့ထမင်းဆောင်တစ်ဆောင်လုံးအုံအုံကျွတ်ကျွတ်ဖြစ်သွားသည် movie day ဆိုသည့်အတိုင်းညဘက်မှာနာမည်ကြီးရုပ်ရှင်ကားများကို projector နဲ့ပြသခြင်းဖြစ်သည်ယောက်ျားလေးဆောင်နဲ့မိန်းကလေးဆောင်အတူတွဲရပြခြင်းတော့မဟုတ်
ယောက်ျားလေးအဆောင်တွင် projector တစ်ခုမိန်းကလေးအဆောင်တွင်လည်းအလားတူ projector တစ်ခုနဲ့တည်တံ့စီပြချင်တာဖြစ်သည့်အတွက်မိန်းကလေးများနဲ့နှိစက်ချင်သောကျောင်းသားများအတွက်တော့စိတ်သက်ကြစေရပါသို့တော်လည်းရှာရှာပပလွတ်လပ်သည့်ညတညဖြစ်သည့်လျောက်ရုပ်ရှင်မကြည့်ကျင်သူများကတော့အဆောင်တွင်လွတ်လပ်စွာနေထိုင်ခွင့်ရှိသည်ကျောင်းသားဘဝလွတ်လပ်ခြင်းသာလိုအပ်သည့်အရာမရှိနိုင်တညလေးပဲဖြစ်ဖြစ်ပေါ့မြင်မင်း movie date တဲ့ထမင်းစားဆောင်မှာတော့ကျောင်းသားချင်းလွတ်လပ်စွာအတူစားခွင့်ရှိသောကြောင့်ထမင်းစားချိန်ရောက်တိုင်းနန္ဒတယောက်ကျွန်တော်အနာကမခွာနိုင်ဖြစ်နေသည်မှာမထူဆန်းပါအဲ့တော့ဘာလို့အဲ့တော့လဲမင်းကအဲ့ကြည့်ပြီးသားကားတွေပဲထိုင်ကြည့်နေမှာလားပြောတော့ဘူးလေကြည့်ပြီးသားပြလဲငါကြရင်ထိုင်ကြည့်နေမှာပေါ့လို့ပြီးတော့တငယ်ချင်းတွေနဲ့ဖွဲလိုက်ထိုင်ကြည့်ရလောက်စိန်ကြတဲ့အရာသာမျိုးက movie date မှာပဲရတာမိမိစကားကြောင့်ကိုစိတ်တို့တယောက်နာကျင်သွားသည်ထင်စကားတစ်လုံးမှပြန်မပြောစားလက်စားထမင်းကိုပင်ကုံအောင်မစားတော့တော့ပဲထမင်းစားကြအောင်အတွက်မှမပြေးယုံတမဲထွက်သွားတော့သည်ကောက်သွားပြီဟာမင်းကလည်းပြီးကြတော့အဲ့ဒီကောင်နဲ့ပဲတွဲလုံနေမှာစိတ်ကင်စားသွားပေးနေပြန်ပြီငါတို့ပဲကြားရဟိုဘက်နေရမလို့ဒီဘက်နေရမလို့ chemistry teacher ဤတူလေးဖြစ်သူအောင်ပြေးမှပြောလိုက်ခြင်းဖြစ်သည်နေ့တူဟာစာတင်ငန်းနဲ့အဆောင်တွင်းမှာပဲတငယ်ချင်းများနဲ့အတူဖြတ်တန်းကုံဆုံးရသည်မို့လှုပ်ဝက်ချက်ဟူသည်မဆိုနှင့်ဘယ်ကျောင်းသားနှင့်ဘယ်နားမှမှဲ့ရှိသည်အစားမသိချင်အဆုံးဖြစ်သောကြောင့်မြမင်းနှင့်နန္ဒာတို့အကြောင်းကိုတည်သူများကလည်းမရှာပါကျွန်တော်စိတ်ထင်တဆောင်လုံးအောင်တည်လောင်ရည်ထင်သည်အောင်ပြေးကတော့အတွင်းသည့်အစင်းသည့်မှုချားလူတွေထဲမိမိတို့နှစ်ယောက်ကြောင့်ခရီးစီတွင်ကြတည်လေသည်တီးဆိုမိမိမှလည်းအောင်ပြေးကိုဆိုရင်နန္ဒာနှင့် kiss ပေးရတဲ့ခံစားချက်မှအစားအထုံပြောထားတာဟုတ်အောင်ပြေးဘာတော့သူငါ့ကိုချစ်တယ်လို့ထင်လားရှစ်ဆိုတာဘာကြီးမှန်းတော့မသိပေမဲ့တော့ဆိုတော့မင်းတို့နှစ်ယောက်ကမျက်စိယောက်ကအပြောင်းခံနိုင်အောင်တဲတဲလုံနေကြရတယ်အခန်းချင်းမတူတော့ကလည်းလက်တက်ချင်းရေချိုးကန်းနဲ့ချင်းလိုက်အိမ်နာနဲ့ချင်းလိုက်နဲ့ရေတောက်တာတော့တယောက်ကငုံလာပြီးနောက်တစ်ယောက်ဇက်တဲ့ထဲတိုက်တာဆိုခွီးအောင်ပြေးဒုတ်ထိုးအိုးပေါက်ပြောစံကြအောင်ရှက်ဖို့တဲ့ဦးတက်အောင်သားလှိမ့်ရည်မိသည်အဲ့လောက်ဖြစ်ပြနေရအောင်ချစ်တယ်လို့ထင်လားလို့လာမေးရောငါလည်းမပြောတတ်တော့ဒါနဲ့အဲ့လိုရင်တိုက်တယ်ဆိုတာတကယ်လားယင်ဘာကြီးမေးနေရလဲကလေးရကလေးလိုနေစမ်းဘာကလေးလဲအစားလောက်ပဲစိတ်ဝင်စားတာဆိုပြီးငါ့ကိုဘာမှမသိဘူးမထင်နဲ့နော်ခုလဲမင်းမငြင်းဘူးဆိုတော့ငါအတီပဲမှတ်လိုက်ပြီအိမ်မှတ်ချင်လို့မှတ်ကွာပဲနဲ့ပေါက်ပေါက်ရှာရှာကြီးကြားလဲကြားတတ်တယ်မင်းရေတင်ကကိုချိုးချင်စားတိုင်းလဲနှစ်ယောက်တစ်လုံးနဲ့စားနေကြဆိုသည်ကိုတော့စိတ်ထဲမှာပဲရေရွလိုက်ပါတော့တယ်စာတင်ချိန်များအပြီးညနေဆောင်ချိန်ထိနန္ဒာတယောက်စကားတခုမှလာမပြောပါမျက်နှာချင်းပင်မဆိုင်ချင်သည့်ပုံစံဖြင့်မိမိနားရောက်တိုင်းလမ်းလွှဲသွားသည်ကိုကြည့်ခိုးရည်မိသည်ကလေးကလာနဲ့ကြိုသားလေးသူ့လောကကိုစူပုတ်ပုတ်နဲ့ဖွင့်နေသည်ကိုတွေ့တော့ဤချင်းစိတ်ကိုမထိန်နိုင်စွာလှမ်းអော်လိုက်မိသည်လှမ်းမကြည့်သည့်တိုင်ကြိုသားလေးဆိုသည့်သုံးနှုန်းကြောင့်တစ်ချက်ပြုံးသွားသည်ကိုအမိရတွေ့လိုက်သည်စိမ်ဆိုးတဲ့ရင်လည်းပင်မခံပြီးစိတ်ဆိုးကြောင်ဆောင်နေပါနဲ့လားနန္ဒဖုံမြတ်ရဲ့ခန်းတွင်တို့ဝေးဝိုင်းကြည့်ပြီးတော့ကျောင်းသားအလုံးဒီပါအဆောင်တွင်မရှိနေတော့ပဲရေချိုးဆောင်တို့ရောက်ကုန်မှသတိထားလိုက်မိသည်မူဗီဒိတ်အတွက်အပျော်လွန်ပြီးအားရပါရရေချိုးနေတဲ့များကိုအဆောင်တွင်မှပင်ကြားနေရသည်ရေချိုးခြင်းပြီးဖြစ်တော့လဲလောကနာမခွာသေးသည့်ဂျိုသားလေးကိုကြည့်ပြီးအတူရေချိုးဖို့စောင့်နေမှရိမ့်မိပါသည်အချော့လဲခံခြင်းမချော့မှလဲစိုးနေသောကောင်လေးကိုကျွန်တော်တကယ်ကိုချစ်သည်မျက်လုံးမှိမှိနှာခေါင်းလုံးလုံးနှာခမ်းမထူမပါမျက်နှာတွေ့အရင်မြင့်မြင့်နဲ့ထိုကောင်လေးဟာကျွန်တော်ချစ်သည်ဘလို့နာမည်ကြီး brand တွေတုံပါးမြစ်ထက်ကဝက်ချံများကင်းရှင်းသွားသည်မရှိပဲလာကပါလိုမျက်နှာပြင်မျိုးပိုင်ဆိုင်ထားသည့်ထိုးချိုသားလေးဟာကျွန်တော်အရန်ချစ်ပါသည်နန္ဒတစ်ချက်လှည့်ကြည့်ပြီးဘာလဲဆိုတဲ့မျက်နှာပေးနဲ့ကျွန်တော်ကောင်လေးကအသေးရစရာလေးပဲတီးဦးလာအောင်အဲတခုမပြောညင်းလဲမညင်းပါပဲကျွန်တော်လောကရှိရသောတရွေ့ရွေ့နဲ့ရှောက်လန်းလာသည်လာနေရကြတဲ့ရှိလောကများကိုလက်ညှိုးနဲ့ပုတ်ဆွဲနေသည်အနာသူရောက်လာခြင်းပါးနှစ်ဖက်ကိုကင်ပြီးနှာခမ်းများကိုရုတ်တရက်ဆွဲနှံလိုက်သည့်ကျွန်တော်ကြောင့်မျက်လုံးလေးပြူသွားသည်ဘေဘီယာကိုအလန်းတကြားကြည့်ပြီးမှဘာလုပ်တာတော့အဲ့ဒါငါ့ကိုပြစ်ထားလို့သူများရဲ့မြင်မှာမကြောက်ဘူးလားဂိုက်ဆရာကြီးလည်းသွားလာနေမင်းနှမ်းကြီးတော့ရေချိုးကန်းနဲ့လက်ထနန်းနေရပဲလေအခုငါလူလက်တာတေချာလို့နန်းနာသူများမြင်မှာကိုမြဲထက်တောင်ပူကြောက်သေးငါကိုကတော့ချစ်တဲ့စိတ်နဲ့နမ်းလိုက်ရတာဒင်းကဘာဖြစ်ချင်နေရတာခုမှရီသွားချိုးတော့မယ်မင်းလည်းလှုပ်ရှားရှိရလို့လေစိတ်ပေါပေါက်နဲ့လောကရဲမြင်သမျှအဝတ်တွေကိုဆွဲဆောင်ထုတ်လိုက်ရင်ရွေချွေးဖို့ပြင်မိသည်အင်ကြီးကျဲသည်များအားစောင့်ကြီးအောင်ကြီးဆွဲချွတ်ပြီးအပေါ်ပိုင်းဗလာချင်းတွေထိဘေးနားတွင်တုတ်တုတ်မြမလုပ်ပဲရက်ကြည့်နေစေရေချိုးဝေပေါင်းပြီးလဲလိုက်ပြီးတွားဖို့ပြင်လိုက်တော့
လောကကိုလက်သေးနဲ့ထိုးချလိုက်သည့်အတန်ကအခန်းတစ်ခန်းလုံးဟင်းကနေထိုးလေလက်နာတော့လဲသေးပေါ့အဲ့လိုတောက်ပေါ်တွေလှုပ်ပြနေရလားကိုရင်ကိုမခုံတာမြက်မင်းဘာလဲပြောအောင်မမျက်ရည်တွေကျလို့ပါလားဘာမှလည်းမပြောပဲတရှုံရှုံနဲ့သာငိုပြနေတဲ့ဂျိုသားကောင်ကိုကြည့်ပြီးရီချင်းစိတ်လည်းမနှဲထိန်နေရသည်ငိုပဲငိုနေတော့မှလားရေကမချိုးတော့ဘူးလားခိုးကောင်းလေးတောင်ချိုးပြီးပြန်ဝင်လာတော့မယ်ဒီတိုင်းငိုနေရမရှက်ဘူးလားစကားတခုမပြောပဲနှာရည်တွေပါကျလာသည့်အထိငိုပြနေတော့မိမိမခံနိုင်ပါရေတူချိုးရအောင်နော်ညချက်နှမ်းစောနေငါအနာကမခံအောင်နော်ရှင်ခွင်ထဲကိုခေါင်းအပ်ပြီးလေးတန်ပြော့လေးပြောလိုက်တော့မှချိုးမယ်ဟုပြောပြီးမိမိကိုတင်းတင်းကြပ်ကြပ်ပြန်ဖတ်ထားသည်ကျွန်တော်ချစ်ရတာလည်းမပြောပါနဲ့လေခမရတို့ပဲဝန်ခံစားကြည့်ပါအောင်လှုပ်ချောင်းဟန်တန်ကျဲကြီးကြားလိုက်တော့မှနှစ်ယောက်သားတတိကတ်သွားသည်နှကောင်လုံးရေချိုးတဲ့နေရာပေါ်မလာပါဘူးလို့တွေးနေရထင်းတဲ့အတိုင်းပဲဘာတွေအချစ်ဆန်းနေကြပြန်တော့ရှူသူမရှက်မြင်သူရှက်နော်လူမြင်ကွင်းမှာဟန်ဆောင်နိုင်ကြတော့ဟဲ့အောင်ပြည့်အတန်ကြားလိုက်တော့မှစိတ်အေးသွားရသည်ဒီမှာလေခလေးကြီးကိုကြည့်အောင်သဘောပေါက်လိုက်တော့သူ့ကိုဥတီပြောလိုက်တော့မှဟီဟဲဆိုပြီးအောင်ပြည့်ကိုဆက်ဖဲဖဲလုပ်ပြသည်ထင်လို့ငါရေမြန်ချိုးပြီးရင်ဝင်လာလိုက်တာသူများတွေမြင်နားကောင်းမယ်တော့ချိုးကြည့်တော့အေးကျေးဇူးချစ်တငယ်ချင်းကြီးရေရန်တာရေချိုးဝက်လဲပေးလိုက်ခဲ့တော့နော်ငါသွားနှိမ့်မယ်အတွင်းကန်အရင်လျှော်မှာဆိုလှမ်းထားရဲ့ငါအတွင်းကန်လေးယူပြီးအောက်ကထားလျှော်လိုက်နော်တခါလေးလျှော်ပြီးသားဖြစ်သွားရှင်လိုက်တာကွာမင်းကမှယွန်းမှာပါအောင်ပြည့်ရအောင်ပြည့်ရှိတွေနှစ်ယောက်လုံးဟန်ဆောင်မဆောင်ရှိကြပါတယောက်ကိုတော့ရှေ့တိုင်းပြခွင့်ရလို့တော်ပါသေးရဲ့ဟိုတွေးပြီးစိတ်အေးရပြန်သည်ဘယ်လင်မရသူ့အဝတ်ကိုဝတ်ခွဲလျှော်လို့လေအောင်ပြည့်ရဲ့ဆိုသည့်အတန်ကိုအတွင်းခံလျှော်နေရင်မှကြားလိုက်ပါသေးသည်တကယ်ကောင်ပိုင်းကဘာလဲဟာတွင်းလိုက်ကြီးပဲပြမှားတယ်လားတွင်းလိုက်ကနောက်မှပြမှားတဲ့ Prior Cabernet 4အရင်ပြမယ်တဲ့ဟာဟိုဟီသူမတွေနဲ့ပိုင်းလားအေးဟုတ်တယ်ငါနှစ်ကားလုံးကြည့်ပြီးသားကြီးကိုလုတ်ပြီးကိုပြေးစုံလို့ရတော့ကိုပြေးစုံဆိုဒီမှာအเจ้าရီဝေယဝိဆာများကိုညီပေးရသူဖြစ်ပြီးအခုလိုညမျိုးမှာရုပ်ရှင်ပြဖို့အတွက်ဥဆောင်လောက်ကင်ပေးရတဲ့တာဝန်လည်းရှိလေသည်လုံသမားတော့မဟုတ်ပေဘာကိစ္စမဆိုဖင်ပေါ်ပေါ်နဲ့လှုပ်သက်ကင်တက်ရှိတော့ကြောင်းအကြောင်းဆရာမကြီးကိုယ်တိုင်အားကိုးနေရတဲ့အကြောင်းဝန်ထမ်းတစ်ယောက်လည်းဖြစ်တယ်။ရုပ်ရှင်ပြမည်ဆိုတော့ထုံးစံအတိုင်းတယောက်တစ်ပေါက်နဲ့ကိုယ်အကျက်ရုပ်ရှင်သားပြပေးရန်တောင်းဆိုရင်ငင်းခုန်နေကြခြင်းဖြစ်သည်။ဘလောက်ပဲငင်းနေနေကိုပြေဆောင်ပြသည့်ရုပ်ရှင်ကိုသာကြည့်ရမည်မှန်သိတော့လဲရုပ်ရှင်ပြသည့်နေရာတွင်ကျောင်းသားတစ်ဝက်လောက်ခန့်မရှိနေတော့ပါ။မိမိနဲ့နန္ဒပလန်ကတော့ရုပ်ရှင်လဲတကားပြီးသည့်အထီးကြည့်မိထို့နောက်တွင်တော့အဆောင်ပြင်ဘက်မြက်ခင်းပြင်တွင်ကျဲထိုင်ကြည့်ဖို့ဖြစ်လေသည်။စောင်းဝင်ပြီးဖြစ်သောကြောင့်ချမ်းစိတ်စိတ်နှင့်ရုပ်ရှင်စုကြည့်သည်များလည်းဖီတမျိုးပင်ချစ်ရသူ၏ရင်ခွင်ထဲမှာကြည့်မိဆိုရင်တော့ perfect feeling ပဲပေါ့။ရုပ်ရှင်ပြသသည့်နေရာမှာအေကန်းနဲ့ဘီကန်ကြားအကြောင်းသားများအနားယူရာစောက်ကစားရနေရာကွက်လက်ရှိသည်။ projector ဆင်ထားပြီးဖြစ်၍တအောင်ကြလဲတစ်ဆောင်လုံးအမှောင်ချပြီးစတင်ပြသတော့မှာဖြစ်သည်။အစားကျူးသောအောင်ပြေကတော့အစောကလေးကထောဘက်ပေါက်ပေါက်ဆုပ်ဘူးကြီးတဝူကိုပိုက်ပြီးအေးဘူးများတခြားတရေစာမုံများစုံလင်စွာနေရာကောင်းသို့ကြိုးဦးထားပြီးဖြစ်သည်9မိနစ်နေပြတော့မယ်နော်ရုပ်ရှင်ကြည့်မဲ့ကလေးနေရာယူထားလို့ရပြီကိုရန်ကလေးတွေကိုလည်းနေရာပေးလိုက်ကြအောင်ကိုပြည့်စုံအတန်ကြားပြီးမကြမီတဆောင်လုံးမီးများပေးချလိုက်ပြီးဖြစ်သည်အေကန်းထဲတွင်ဘီသူမှမရှိတော့ချင်းရုပ်ရှင်ပြည်ချင်သူများကလည်းဘီကန်းနဲ့စီကန်းများသို့သွား၍အားရပါရစကားပြောနေကြမိထင်သည်မိပိတ်သွားသည်နှင့်နန္ဒကကျွန်တော်လက်ကိုဆွဲကရုပ်ရှင်ပြသည့်နေရာနောက်မှတိတ်တိတ်လေးဖြတ်သွားပြီးအေကန်းစာတင်ကန်းသို့ခေါ်သွားခြင်းဖြစ်သည်အဆောင်သွင်းတာကူတန်းသွားလာနေကြပြီမဲ့ညဘက်ကြီးစာတင်ကန်းနေမှာတော့အမိသူမှမရှိမှမထင်တကယ်လဲစာတင်ဘက်ခန့်ရောက်တော့အနန္ဒနဲ့ကျွန်တော်သာရှိနေသည်စာတင်ကန်းကတော့ခတ်ထားတာဘလို့ဝင်ရမှာလဲပြီးတော့ရုပ်ရှင်ကြီးမှာဆိုဘာလို့ဒီကိုခေါ်လာလဲစကားကြီးများလိုက်တာကွာနေပါအောင်ဒီအပေါက်ထင်တယ်စာတင်ကန်းပဒင်းပေါက်များမှအကာရံများကိုတက်ဆင်မထားတော့ကြောင့်အပေါက်ဖွင့်ထားလင်အလွယ်တကူဝင်ထွက်နိုင်သည်နန္ဒတရားအကျဉ်စီနှင့်နောက်ဆုံးစာတင်ချိန်အပြီးပဒင်းပေါက်တစ်ပေါက်ကိုကြက်မထိုးပဲစိတ်ယုံစိတ်ထားခဲ့ဟန်တူပါသည်ဒါမျိုးဆိုရင်ရန်ကိုတွတ်တော့ကျွန်တော်ရဲ့ချိုးသားလေးပါပဲလာအတွင်းထဲသို့လွှာခနဲ့ခုံဝင်သွားပြီးကျွန်တော်ကိုလှမ်းခေါ်သည်ငါမိန်းကလေးမှမဟုတ်တာဒီပေါက်လေးခုံတော်မြကုညီယူနေပြောပြီးချက်ချင်းခုံဝင်ပြလိုက်တော့မှနန္ဒတရားစိတ်ချသွားပုံပေါ့သည်တစ်ချက်ဆိုအဲ့လိုပဲကိုယ့်ကိုပဲစိတ်မချတာလားယောက်ျားလေးဆိုတာဝယ်မေ့နေတာလားဟုတ်မသိတော့ဝင်ပြီးချင်းအပေါက်ကိုပြန်ပေးလိုက်ပြီးအတွင်းချက်ပါထိုးလိုက်လေသည်
ကဲတညတလီလွတ်လွတ်လပ်လပ်နေခြင်းလို့ပါဆိုမှဒီမွန်းချစ်တဲ့စာတင်ငန်းကြီးကိုခေါ်ပြီးပါလို့စကားပင်မစုံလိုက်လူနေရန်တို့တွန်းကပ်ပြီးနှကန်းသားများကိုခက်ကြမ်းကြမ်းနှမ်းဆုပ်လေတော့သည်ရုတ်တရက်မှုကျွန်တော်အနှမ်းငယ်လန့်သွားတော့လဲသူ့၏ပြင်းရှားချက်အနှမ်းများကိုတော့မရှောင်မိပါကျွန်တော်ဆိုတာချစ်ရသူပေးသောအချို့အခါများကိုပျော်မွေ့စွာလက်ခံယူမည်သူဖြစ်သည်မို့ချစ်ရသူမှချုံမြင်ခြင်းများပေးလျင်မြင်ရှက်စွာသုံးဆောင်မည်ဖြစ်တယ်လို့ချစ်ရသူမှခါသက်ခြင်းများတိုက်ကြွေးလင်ခြေနဲ့စွာပြောဝင်နေမည်ဖြစ်သည်ကျွန်တော်နှကန်းသားများကိုရှင်မိုးစွာသုံးဆောင်နေသောအချစ်ဦးလေးနန္ဒဖုံများအတွက်ဆိုရင်တော့စုခင်လန်းကိုပင်မျက်ရည်တစ်စံကြပဲပန်းတိုင်အရောက်ကြက်ကြက်ခံနေပြသွားမည်ဖြစ်သည်အချစ်ယူတော့မဟုတ်ပေမဲ့ယူခသွားခြင်းနဲ့ထပ်တူကြလောက်သည့်အချိန်မျိုးနဲ့ကျွန်တော်နန္ဒဖုံမြတ်ကိုချစ်တာပါသူတပြန်ကိုတပြန်အနမ်းနေဖလှယ်လိုက်ကြသည်မှာအသက်ရှူချက်မတက်ပင်နှကန်းနှလွာကိုအနာပေးဖြစ်ကြသည်ဘလို့လေကြည့်ရှင်သေးလားအဲ့ဒီရုပ်ရှင်နှစ်ယောက်လုံးရှိဖြစ်သည်ချင်းကြိုက်တယ်မြခင်းပြပဲသွားရအောင်ဟုတ်ပြီစာတင်ငန်းရှိတဲ့နိုင်ငံတော်အလံတိုင်းစိုက်ထူထားရမြခင်းပြင်တွေလည်းမိသူမှရှိမနေပါစနေတကျပုံသွင်းထားတဲ့မြခင်းပြင်ဖြစ်သည်မှုထိုင်ရသည်မှာတက်တောင့်တက်တာရှိလာပြီးအခုလိုညဘက်မျိုးမှာပို့ပြီးတော့နေသားထိုင်တာရှိလေသည်ဘေးနားမှာကျွန်တော်ဂျိုသားလေးလည်းရှိနေကြီးလည်းဖြစ်မှာပေါ့ကျယ်ရီများကြီးပဲထိုင်နေရင်မှအနန္ဒကမြခင်းပြင်ပေါ်သို့လှည့်ချလိုက်တော့မိမိလည်းကျယ်များ၏အလှပကိုအပြည့်အဝခံစားနိုင်စေရင်ဘေးတွင်အသားရလှဲလိုက်ပြီးဦးကောင်းကမြခင်းပြင်နဲ့မထိသွားပါနန္ဒ၏လက်တန်ရှိများကနေရာဝင်ယူလိုက်ခြင်းကြောင့်ဖြစ်သည်လက်မောင်းရည်ထိတိုးကဲ၍ချစ်ရသူနှင့်အတူလွတ်လပ်သောညသညရဲ့အလှကိုစိတ်ရှိလက်ရှိခံစားလိုက်ပါသည်ချယ်ရီကသူတို့ထွက်ချင်တဲ့နေထွက်ပြီးတောက်ပချင်တယ်လို့တောက်ပနေရပဲနော်နန္ဒစီမှာအင်းတလုံးနဲ့သာကြားရသည်မို့တစ်ချက်လှည့်ကြည့်လိုက်တော့လေနန္ဒကကျယ်များစီမှာအကြည့်မလွဲပဲ final exam နေပြီနော်မြင်မင်းဟုတ်ပါမင်းကတော့ AC ပေါ့အခုထားပြေတောင်40လောက်ကအသာလေးကျွန်တော်ရွက်ပြောလိုက်ခြင်းမဟုတ်ပါနန္ဒရဲ့အုံနောက်သည်အထွေအထူးစာလုံးနေစရာမလိုအောင် bright ဖြစ်ကြောင်းပြီးခဲ့တဲ့ exam များရဲ့ result တွေကတက်တည်ပဲလေမိမိရဲ့အခြေအနေကတော့နန္ဒလိုလည်းထူးချွန်ကြောင်သားမဟုတ်သည့်အပြင်စာလုံးဖို့ကိုလည်းအာရုံမလာတာကြောင့်ရိုးရိုးအောင်လည်းအဆင်ပြေပြီဟုယူဆထားသည်ဆံဝဲပြီးရင်ခွဲရတော့မှာကိုသိရလားငါတို့ဝေးသွားရင်နေနိုင်ကြမှာလားမြင်မယ်နန္ဒရဲ့အမေကမိမိအတွက်တော့နှစ်ခါစဉ်းစားကြရမလို့အခုလိုထုတ်ပြောလိုက်တော့မှဝေးဖို့အကြောင်းတွေခေါင်းထဲရောက်လာပြီးရှင်ထဲတင်းကျပ်လာမိသည်ဖုန်းပြောလို့ရတာပဲလေမင်းဖုန်းနံပါတ်ငါသိမ်းထားတာပဲမင်းသာဖုန်းဆက်ရင်ကင်မို့လို့ရကျွန်တော်ဟန်မပြတ်ပြောလိုက်တော့လဲအတန်နဲ့အနှင်းငယ်တုံနေသည်မှအမှန်ဆံဝဲနီးပြီဆိုတော့ရှေ့လျှောက်စားအောင်ပဲအာယုံစိုက်ကြရအောင်နော်ငါအတွက်မပူပါနဲ့ငါတာခဲ့နဲ့ငါโอเคတယ်မင်းသာထူးချွန်ကြောင်းသားဖြစ်ပြီးအော်ဒီမြရင်ရှက်စရာကြီးလက်ရှိအချိန်ကိုမခံစားလို့ဒီကြောင်ပေါ့ပေါ့ပါရှိစေရန်ပြောလိုက်တော့လဲနန္ဒကတော့မရှိမပြုံးအနေထားနဲ့ပဲလေးလေးနက်နက်ရှိနေသည်ထို့နောက်နှစ်ယောက်စလုံးဘာစကားမှမပြောဖြစ်ကြတော့ပဲကောင်းကင်မှာကျဲရီစီတို့သာဘာရမဟုတ်နေကြည့်နေမိတော့သည်ခုလိုကြတော့လဲကျဲရီဟာမိမိန်လေးလို့ပါလားအပိုင်း6ချိန်နေကုန်တာမြန်ဆန်လွန်းသည်မနေ့ဖြတ်ဆိုရင် final exam ကြီးစတင်ဖြေဆိုရတော့မည်ဖြစ်သည် movie date ပြီးတဲ့အနန္ဒနဲ့ပူပူကက်ကက်မရှိနိုင်ခဲ့တော့ဒီမှာရှင်းနေထိတိုင်ဖြစ်သည်လုံးဝအဆက်ပြတ်သွားခြင်းတော့မဟုတ်တယောက်ဆောင်ထဲမှာတဆောင်ထဲသားတွေမို့အခေါ်ပြောမပြတ်ကြတော့လဲတီတီတာတာကဏ္ဍတွေဟာချုံမြင်သောအတိတ်တစ်ခုလိုသာအကျဉ်းခဲ့ပြီးဖြစ်သည်အယိုးခိုက်အောင်ချမ်းသောစောင်းရသည်ရဲ့လေရိုင်းတွေထွက်နန္ဒနဲ့ဝေးကွာရတော့မည်ဆိုတဲ့အတိတ်တရားမိမိကိုအသေးခိုက်အောင်နာကျင်စေပြီးနေ့စဉ်နဲ့အမြန်ဝေဒနာတိုးလာစေသည်နောက်ဆုံးဖြေဆိုခဲ့ရသည့်လာစဉ်ဆောင်မိပွဲတွင်မိမိရဲ့ present များစိုးဝါးနေခဲ့သောကြောင့်စီကန်းထိပါရောက်သွားခဲ့ရပြီးမိသူ၏ပယောဂကြောင့်မှမဟုတ်ပဲချစ်ရသောနန္ဒနှင့်ဝေးကွာခဲ့နေပြီဖြစ်သည်မြင်မင်းအဆင်ပြေရလားစာရောပိုင်ပြီလားမိမိရဲ့ရင်တွင်းခံစားခြင်းများကိုစာနာပေးနိုင်သူအောင်ပြေးကြောင့်သာရှိုင်လဲမသွားခဲ့သည်လို့ဆိုနိုင်သည်စာမွဲကြီးနည်းလေးစာမလုံးနိုင်လေးဖြစ်ပြီးစိတ်ဓာတ်ကိုမကတ်တဲ့မိမိရာအောင်ပြေးမှအတင်းဆွဲခေါ်ရတာအောင်မှမှန်းနိုင်သည့်အထိစာလုံးနိုင်ခဲ့ခြင်းဖြစ်သည်အေးစေးပေါ့ချိန်တန်အောင်ပါငါကောင်ရချီကိုချိန်တန်အောင်ကြားတဲ့တိမ်မလို့ဖြစ်နေပြီးမှဒီစကားထွက်လာသေးရဲ့နော်မပြောတော့ပါဘူးမင်းမှားလည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုနွားကလည်းပြစ်မကင်းဘူး
နာကျင်မှုများနဲ့ခတ်တိုးတိုးရေတန်တာအောင်ပြေးစီတို့ရိုက်ခတ်သွားသလားမသိတပ်ပြင်းချတန်ကြားလိုက်ရပြီးအပိသည့်သဘောဖြင့်ပခုံးကိုအသာဖြစ်ခါသာထွက်သွားရသည်မောင်မြတ်မင်းသူရင်ကိုအလောက်ခန့်လိုက်ပါပြီလာမယ့်မန်ဒေးရစပြီးအလောက်ဆင်းလို့ရပြီနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာရှုပ်ထွေးပွေလီလွန်းသောရန်ကုန်မြို့ကြီးသို့ရောက်ရှိခဲ့သည်မှာတစ်နှစ်ခန့်ကြာပြီဖြစ်ပြီးနာမည်ကြီး Digital Agency တစ်ခုမှာ First Interview ဖြေဆိုပြီးချက်ချင်းအလုပ်ရသွားခြင်းကမိမိရဲ့ကြိုးစားမှုရလဒ်ပင်ဖြစ်သည်ဆယ်ရန်ဆောင်ပွဲနှစ်ချင်းပေါအောင်ခဲ့ပြီးအဝေးတင်တက်ဖို့ကိုပဲရွေးချယ်ခဲ့ကပွဲရသည့်အထိအောင်ကြီးသိခံခဲ့ရသည်စိတ်ကူးရဲတွင်တော့ရန်ကုန်မြို့ကြီးသို့သွားရန်သာတာဆူနေခဲ့တာဖြစ်သည်စိတ်ကူးထားသည့်အတိုင်းတစ်ခုချင်းကောင်ထည်ဖော်ခဲ့ရာခုချိန်မှာတော့ရန်ကုန်လိုမြို့ကြီးပြကြီးမှာ Digital Designer တယောက်အနေနဲ့ရည်တည်နိုင်ပြီဖြစ်ပြီးကိုယ်တကူစားဝင်းကြီးအတွက်ဖူလုံသွားပြီလို့ဆိုရမည်ဒီလိုမျိုးကြီးမှာမိသားစုလိုက်အခြေချဖို့အတွက်တော့အများကြီးကြိုးစားရအောင်မည်ပြီးတော့စာမေးပွဲဖြေပြီးကြတဲ့ကအဆက်ပြတ်သွားတဲ့ကျွန်တော်ရဲ့အခြေဦးလေးကိုလည်းရှာဖွေရအောင်မည်လေချီရသူကိုတာဝန်ယူနိုင်သည့်အခြေအနေရောက်တော့မှရှာပုံတော်ဖွင့်ပြီးအကြံစီရခုချိန်တွင်အပြည့်အဝအကောင့်ထဲပေါ်နိုင်တော့မည်ဖြစ်သည်လက်ရှိဘဝနဲ့ရှင်ဆယ်တန်းကျောင်းသားဘဝအိမ်မက်ရှိတစ်ခုကဲ့သို့ခရီးရေးမန်မိုရီနဲ့သာကြံနေခဲ့တော့လေနန္ဒဖုံးမြန်လို့ခေါ်တဲ့ကျွန်တော်ရဲ့ဂျိုသားလေးပေါ်ထားတဲ့ကျွန်တော်ရဲ့ချစ်တွေကတော့တက်ရှင်နေတဲ့ရွေလက်ဆက်နေအောင်မှာပဲဖြစ်တယ်ချစ်လာဆိုတော့ကျွန်တော်ရဲ့ဂျိုသားလေးကအရင်လိုမျိုးလုံးမေးလေးများရှိနေအောင်မလားဒါမှမဟုတ်အရင်လိုပန်းပြင်းထက်ခါဝက်ချံလေးတွေပေါ်တောင်ကြီးမောင်းမဲ့တနက်ခါလေးဖို့ထားအောင်မလားအရင်လိုပဲချွဲတတ်နေအောင်မလားအရင်လိုပဲစိတ်တူလွယ်သူဖြစ်နေအောင်မလားအရင်လိုပဲအနမ်းကြမ်းကြမ်းလေးတွေနဲ့ရင်မိုးစေအောင်မလားအရင်လိုပဲကျွန်တော်ရင်ခွင်ထဲမှာမိတ်ဆက်ပါအောင်လားအရင်လိုပဲကျွန်တော်ကိုရှင်ခုန်ပြီးရှင်ခုန်တန်းနေလက်ဆက်နေပါအောင်မလားအဖြေရှာဖို့ကျွန်တော်မဆောင်နိုင်တော့ပါဖူးစာသားမှန်ခဲ့တယ်ဆိုရင်ချစ်လှစွာသောဖုံးကဖူးစာရှင်ရဲ့နှလုံးသားချောင်းစီယူတာဆက်ဆက်မြဲမြဲရောက်ရှိကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ဖတ်ရှုပေးခဲ့ကြသောစာဖိုက်ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆက်လက်ပြီးလည်းဒီလိုမျိုးဘေးရန်အချစ်ဆန်လန်းတွဲတွေနဲ့နာမည်ကြီးဝတ္ထုတို့များကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်